皆さんこんにちは。အခုဆရာတို့ဒိုင်းဆန်ကာပေါ့နော်ဒိုင်းဆန်ကာအခန်း3ကိုရောက်ပြီအဲ့တော့အခန်း3ရဲ့ကိုတိုးပါတွေကိုကြည့်အောင်အဲ့တော့ပထမဆုံးဒီမှာခို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 သုခိုအဆုခိုဟုတ်ပြီနော်အဲ့တော့နေရာပြတွေဖြစ်တယ်ခိုခိုသုခိုအဆုခိုအဲ့တော့ဒီနေရာဟိုနေရာဟိုကနေရာအဲ့တော့ဒုတ်ကိုဆိုတော့ဘယ်နေရာလဲဘယ်နေရာမှာလဲပေါ့နော်အဲ့တော့ဒုတ်ကို desk ဆိုတော့မေးတာမျိုးတွေမှာတုံးတယ်ဒုတ်ကို desk အဲ့တော့ထပ်ပြီးတော့မှနေရာပြတွေကိုပဲဒီခိုခိုဆုခိုအာဆုကိုထက်ဒီအပေါ်က3ခုပေါ့နော်ဒီ3ခုခိုခိုဆုခိုအာဆုကိုထက်ပို့ပြီးတော့ယဉ်ကျေးတဲ့ပို့ပြီးတော့ပို့လိုက်ဖြစ်တဲ့အသုံးတော့ခိုချီရာဆိုချီရာအာချီရာခိုချီရာဆိုချီရာအာချီရာအဲ့တော့သူလည်းအတူတူပဲဒီမှာဒုတ်ကိုဒက်စကာလို့မေးတယ်နော်အဲ့တော့ပို့လိုက်သူထက်ဒုတ်ကိုဒက်စကာဘယ်မှာလဲဆိုတာထက်ပို့ပြီးတော့ယဉ်ကျေးတဲ့ပို့ပြီးတော့ပို့လိုက်ဖြစ်တာကဒုတ်ချီရာဒက်စကာဒုတ်ချီရာဒက်စကာဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်မဲရှီဖြစ်တဲ့ noun တွေကိုလာမယ်ချောရှိစချောရှိစအဲ့တော့ဒီမှာချောဥအတန်ကိုဆွဲမယ်ချောရှိစချောရှိစရှော့ခုရှော့ခုဒီမှာဆိုရင်ရှော့ခုရှော့ခုတစ်ဆက်တည်းဖတ်မယ်နော်ရှော့ခုနောက်ကဒိုနော်ဒိုဥအတန်ကိုဆွဲမယ်ရှော့ခုဒို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 နော်ထမင်းစားတဲ့နေရာထမင်းစားဆောင်ပေါ့နော်ထမင်းစားဆောင်ထမင်းစားတဲ့ဆိုင်ထမင်းဆိုင်ဆိုတာထက်ထမင်းဆိုင်ဆိုတာထမင်းစားတဲ့အဆောင်ပေါ့နော်ထမင်းစားတဲ့အဆောင်ထမင်းစားခန်းထမင်းစားတဲ့နေရာထမင်းစားခန်းဆိုရင်ပို့ပြီးတော့တင်တော်တယ်ထမင်းဆိုင်ဆိုတဲ့ဟာပါရင်ဖြတ်လိုက်ပေါ့နော်နောက်တစ်ခုကတော့ဂျင်းမူရှော့ဂျင်းမူရှော့ရှော့ရှေ့ရော့ရှော့ဂျင်းမူ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 ရှော့နော်ဂျင်းမူရှော့ဆိုတာရုံးခန်းပေါ့နော် office နောက်ပြီးတော့ခိုင်ဂီရှိစ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 အစည်းအဝေးခန်းခိုင်ဂီရှိစ会議室受付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 နော်受付ဆိုတာကတော့ကောင်တာဖြစ်တယ်စုံစမ်းရန်ကောင်တာ受付ဆိုတာအဲ့တော့受付နော်အမဟိုတယ်တို့ဘာတို့မှာရှိရကောင်တာတို့ဘာတို့နေရာမျိုးကို受付လို့ခေါ်တယ်ရိုဘီနော်ရိုဘီဆိုတာတော့နော်ဧခန်းပေါ့နော်အိမ်မှာဆိုရင်တော့ဧခန်းဟိုတယ်တို့ဘာတို့မှာဆိုရင်နော်ဟိုတယ်အခန်းတို့ဘာလို့နေရာမျိုးတွေမှာရိုဘီလို့ခေါ်တယ်ဟေရအခန်းဟေရတိုးဤတဲ့နော် toilet ကိုပြောတာတိုးဤတဲ့အဲ့တော့တိုးဤတဲ့လို့လည်းခေါ်တယ်လို့မျိုးအော်တဲအာရာဤနော်ဒီမှာတဲ့ဆိုတာကလက်နောက်ကအာရာဤဆိုတဲ့အဓိပ္ပာယ်ကဆေးတာကိုဆိုတဲ့အဓိပ္ပာယ်အဲ့တော့နော်လက်ဆေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဟိုတယ်အားလာဤဆိုတဲ့အဓိပ္ပာယ်ကိုနော်တန့်စင်ကန်အိမ်သာဆိုပြီးတော့သုံးတယ်အဲ့တော့တိုးဤလက်ဆိုတာကတော့ toilet ဆိုတဲ့အင်္ဂလိပ်စကားကနေပြီးတော့တိုးဤလက်ဆိုပြီးတော့ direct အတန်ယူထားတာဖြစ်ပြီးတော့ဂျပန်လိုဆိုရင်တော့ hotel အားလာဤလို့ခေါ်တယ် hotel အားလာဤခိုင်ဒန်နော်ဒီမှာခိုင်ဒန်နော်အဲ့တော့ခိုင်ဒန် elevator နော်တန်ရှည်ဆွဲမယ်နော် elevator escalator ဂျီရိုနော်ဒိုဥမှာအတန်ဆွဲမယ်ဂျီရိုဟမ်ဘိုင်ခီနော်ဂျီရိုဟမ်ဘိုင်ခီတစ်ဆက်ထပ်ဖတ်မယ်ဂျီရိုဟမ်ဘိုင်ခီဒန်ဝအခုနီအဲ့တော့ဒီမှာတရားဓာတ်ဆိုတဲ့ဟာကလည်းဒီမှာ ought ဆိုတာလေးထည့်တာတွေ့တယ်နော် ought တရားဓာတ်အဲ့တော့ဒီမှာဆိုရင်လည်းခုနီအဲ့တော့ဒီနောက်ကတလုံးနဲ့ပေါ့နော်ခုနီဆိုတဲ့တလုံးနဲ့ကနိုင်ငံလို့ခေါ်တယ်အဲ့တော့ ought ခုနီဆိုတဲ့သဘောတရားဒီမှာရှေ့မှာ ought ဆိုတာလေးတက်ထားတာကဒါယဉ်ကျေးမှုအရာနော်စကားပြောကိုပို့ပြီးတော့ညှင်တာတဲ့ယဉ်ကျေးစေဖို့အတွက်ကိုဒီ ought ဆိုတာလေးကိုတက်ထားတာဖြစ်တယ် ought ခုနီအဲ့တော့သူ့ရဲ့အဓိပ္ပာယ်ဒီနိုင်ငံဆိုတဲ့အဓိပ္ပာယ်ကကြတော့ဒီခုနီဆိုတဲ့တလုံးနဲ့ဟာနိုင်ငံဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ဒီရှေ့က ought ဆိုတာလေးတက်ထားတာကဘာလဲဆိုတော့စကားပြောကိုတိမ်မွေ့အောင်အတွက်ယဉ်ကျေးအောင်အတွက်တက်ထားရတယ်ဆိုတဲ့ဟာကိုမှတ်ထားပေးပါအဲ့တော့ ought ခုနီဟိုင်းရှာဥချီနော်
အဲ့တော့ uchi ဆိုတာလည်းအိမ်ပဲအဲ့တော့ဆရာတို့ရှင်းမှာတော့က EA အိမ်ဆိုပြီးတော့သင်ခဲ့ဘူးတယ်အဲ့တော့ EA ဆိုတဲ့သဘောတရားက house ပေါ့နော်အင်္ဂလိပ်လို့ဆိုရင် house အင်္ဂလိပ် EA ဆိုတဲ့သဘောတရားကရှင်းမှာသင်ခဲ့ဘူးတယ် EA ဆိုတဲ့သဘောတရားကအင်္ဂလိပ်လို့ဆိုရင် HOUSE house အိမ်ဆိုတဲ့ဒီအိမ်ဆိုတဲ့အဆောက်အအုံကိုဖော်ပြတာဖြစ်တယ်အဲ့ဒီမှာကျတော့ uchi ဆိုတဲ့အိမ်ကကြာလို့ရှိရင်တော့ HOME home ဆိုတဲ့အိမ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်အဲ့တော့ဘာကွာခြားချက်ရှိလဲဆိုတော့ရှင်းမှာသင်ခဲ့တဲ့ HOUSE EA ဆိုတဲ့အဓိပ္ပာယ်ကြာလို့ရှိရင်အဆောက်အအုံကိုပဲကိုစားပြုတာဖြစ်ပြီးတော့ဒီ uchi ကကြာလို့ရှိရင်ကိုယ့်ရဲ့ home sweet home ဆိုတဲ့သဘောတရားကိုယ့်ရဲ့အိမ်ဆိုတဲ့เนาะဒီဘယ်လိုပြောမလဲခံစားချက်ပေါ့နော်အိမ်ဆိုတဲ့ခံစားချက်နှွေးထွေးမှုခံစားချက်ကိုပို့ပြီးတော့တက်ရောက်တယ်မိသားစုဆိုတဲ့အဓိပ္ပာယ်ကိုပို့ပြီးတော့တက်ရောက်တဲ့သဘောတရားကိုပါဆောင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးတွေမှာသုံးလဲဆိုတော့ဒီမှာနောက်ကပေါ့နော်ဘယ်လိုမျိုးလဲဆိုမြန်မာလို့ဆိုရင်အိမ်ကကလေးကလေလို့ပြောတာမျိုးတွေရှိတယ်အိမ်ကကလေးကတော့အရန်စော့တာပဲဆိုတဲ့ဟာမျိုးတွေရှိတယ်ဟုတ်တယ်မလားအဲ့ဒါဆိုလို့ရှိရင်အဲ့လိုပုံစံမျိုးမှာဆိုလို့ရှိရင်uchi no ဆိုတာလေးထည့်တယ်နော် particle no ဆိုတာလေးထည့်ပြီးတော့ဒီနောက်က uchi no kodomo က kodomo ဆိုတာကလေးအဲ့တော့ uchi no kodomo ကဆိုပြီးတော့ကိုယ့်အိမ်ကကလေးတို့ကိုယ့်အိမ်ကခွေးတို့ကိုယ့်အိမ်ကဘသူတို့ပါလို့ဆိုလို့ရှိရင်ဒါ uchi ကိုသုံးတာဖြစ်တယ်နော်ဟုတ်ပြီထပ်ပြီးတော့သွားမယ် kutsu ဆိုတာဖနက်နော် kutsu necktie နော် wine နော် in ဆိုတော့နော် wine uriba နော် uriba နော်အယောင်ကောင်းတာပေါ့နော်chika ဆိုတာမြေအောက် chika ဆိုတာမြေအောက် chika မြေအောက်နော် chika အဲ့တော့ chika မြေအောက်ဟုတ်ပြီထပ်ပြီးတော့မှ gai ပေါ့နော်အထက်နော် gai ဆိုတာအထက် gai အထက် nan gai ဆိုတော့ဘယ်နှစ်ထပ်လဲ nan gai ဘယ်နှစ်ထပ်လဲ nan gai ဘယ်နှစ်ထပ်လဲအန်ဆိုတော့ဂျပန်ပတ်စံရန်ပေါ့နော်အန်လို့အတန်ထွက်မယ်အန်နော် gai nan gai အန်ikura ဘယ်လောက်လဲ ikura ဘယ်လောက်လဲ yaku ဆိုတော့100ဆန်က1000မန်က1000ဒါသင်ပြီးသားတွေဖြစ်တယ်အဲ့တော့စကားပြောမှာဆိုလို့ရှိရင်စမီမဆန့်နော်စမီမဆန့်နော်တောင်းပန်ပါတယ်စိတ်မရှိပါနဲ့တစ်စိတ်လောက်ပါဆိုတဲ့အဓိပ္ပာယ်တွေပါဝင်နေစမီမဆန့်နော်ဒိုမိုအဲ့တော့ဒိုမိုအာရီဂါတိုဂိုဇိုင်မတ်ဆိုတဲ့စကားလုံးကိုမသုံးတော့ဘဲနဲ့အာရီဂါတိုဂိုဇိုင်မတ်ဆိုတာကိုမပြောတော့ဘဲနဲ့ဒီဒိုမိုတစ်လုံးနဲ့ဆိုရင်လည်းကျေးဇူးပါလို့ပြောတဲ့သဘောတရားဖြစ်တယ်ဒိုမိုထပ်ပြီးတော့မှအီရာဆိုတာစစ်အသေးလေးနော်ဒါအီရာနော်အတန်ထွက်ကပြတ်သွားမယ်အီရာရှိုင်မဆက်ဆိုတာကနော်ကိုယ့်ရဲ့ဆိုင်ကိုဧည့်သည်တွေပါလာတဲ့ခါမှာကြိုဆိုတာဖြစ်တယ်အီရာရှိုင်မဆက်နောက်တစ်ခုကတော့နန်နီဝိုမီဆဲတက်ခူရာဆိုင်အဲ့တော့ဒီမှာဝိုမီဆဲတက်ခူရာဆိုင်ရှေ့ကနန်နီဝိုဆိုတာရှေ့ကနောင်ပေါ့နော်နောင်ကိုဆိုတဲ့ဟာသဘောတရားနောင်ကိုပြပါနောင်ကိုမီဆက်တက်ခူရာဆိုင်ဆိုတာပြပါပေါ့နော်အဲ့တော့နောင်ကိုဒီဝတ်ဆိုတာကိုနောင်ကိုပြပါအဲ့တော့ရှာရှင်ဆိုရင်ဓာတ်ပုံဥမာထားပါတော့ဓာတ်ပုံကိုပြပါဆိုတာမျိုးဥမာရှာရှင်ကိုမီဆက်တက်ခူရာဆိုင်နော်အဲ့လိုမျိုးပေါ့နော်နေရာကိုပြခိုင်းတာပေါ့နော်ဥမာထားပါတော့ဥမာတိုးကြီးတဲ့ဟုတ်လားတိုးကြီးတဲ့အိမ်သားကိုပြပါအိမ်သားကိုသွားခြင်းနဲ့အိမ်သားပြပါဥမာတိုးကြီးတဲ့ကိုမီဆက်တက်ခူရာဆိုင်စသဖြင့်ပေါ့နော်နောက်တစ်ခုကတော့ဂျဆိုတာတော့ကဲဆိုတဲ့အဓိပ္ပာယ်ဂျဆိုတာကဲနောက်တစ်ခုကတော့နန်နီဝိုခူရာဆိုင်ဒီမှာဆိုရင်လည်းနောင်ဝိုခူရာဆိုင်အဲ့တော့ကိုကပန်းသီးလိုချင်တယ်ဆိုရင် ringo ဝိုခူရာဆိုင်ကိုကငပြောသီးလိုချင်တယ် banana ဝိုခူရာဆိုင်ဟုတ်လားကိုကထပ်ပြီးဘာလိုချင်သေးလဲဥမာကားလိုချင်တယ်ဟုတ်လားကားလိုချင်တယ်ဆိုရင်ခူရုမာဝိုခူရာဆိုင်နော်ဟုတ်ပြီနော်ပြောလို့ရတယ်အဲ့နိုင်ငံတွေရဲ့နာမည်ဖြစ်မယ်အီတာလီအာဆွီစ်ဖရန့်စ်ဂျကာရူတာဘန်ကောက်ဘယ်ရူရင်ရှင်ဩဆာကာဒီမှာအော်နှလုံးပါပေမဲ့အတန်ကိုဒီအော်နောက်ကအော်အတန်ကိုဆွဲပြီးတော့ဖတ်မယ်ရှင်ဩဆာကာဟုတ်ပြီနော်
ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာအဲ့ဆိုရင်အခန်း3ရဲ့ခိုတိုဘာတွေပေါ့နော်အခန်း3ရဲ့စကားလုံးတွေကိုတေချာလေးကြက်ပေးထားပါはい皆さんおやすみなさい